မင်္ဂလာပါဒီဗီဒီယိုလေးမှာတော့မြမရိုးရာယဉ်ကျေးမှုဖြစ်တဲ့တကြံရောက်ပြီဆိုတာနဲ့မိသားစုတွေတငယ်ချင်းတွေကစပွဲဝမ်းမှာဆုထိုင်ပြီးရီမောရင်းနဲ့မုံလုံးကြီးပေါ်လုံးကြတဲ့အခိုက်အတန့်လေးကိုမီနီအေးချအပ်အဖြစ်နဲ့ဖန်တီးကြည့်ထားပါတယ်ရှင်တယောက်ကမုံသားလေးတွေဖယ်ပေးမယ်နောက်တစ်ယောက်ကအထဲမှာထညက်ခဲလေးထည့်ပြီးတော့လုံးမယ်နောက်တစ်ယောက်ကအုံးသီးတွေချစ်ပေးမယ်ပေါ့နော်နောက်တစ်ယောက်ကတော့အိုးဘေးမှာစောင့်ပြီးတော့မုံလုံးရေပေါ်လေးတွေပြုတ်မယ်ပေါ့နော်အဲ့ဒီချိန်မှာရေနွေးရိုးထဲထည့်လိုက်တဲ့မုံလုံးရေပေါ်လေးတွေကကြက်တဲ့အခါမှာအပေါ်ဘွားကနေပေါ်လာတဲ့အချိန်ဖူးတော့ငငယ်ကမုံလုံးရေပေါ်ပေါ်ပြီးဆိုပြီးတော့အော်ကြတဲ့အခိုက်အတန့်လေးတွေကတော့ကျမတို့ရဲ့ငယ်ဘွားရဲ့တကယ်အပျော်ဆုံး moment လေးတွေပါပဲရှင်ဒါလေးကြရင်ဒီလိုမီနီရေးချလေးတွေကတပုတ်တပုံထက်တောင်ပို့ပြီးတော့ခန်းစားချက်တွေကိုပို့ပြီးတော့တင်ထားပေးနိုင်တယ်လို့ခန်းစားရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုမီနီရေးချလေးတွေလုပ်တဲ့အခါမှာမုံလုံးရေပေါ်လေးတွေကိုလုံးတဲ့အခါမှာဘယ်လိုမျိုးလေးအနေထားနဲ့လုံးမလဲပြီးတော့ဒီ facial expression လေးတွေလုပ်တဲ့အခါမှာသူတို့ကပျော်ကြီးလုံးနေကြရဲဆိုတဲ့ပုံစံလေးပေါအောင်လို့မျက်နှာ expression လေးတွေဘယ်လိုထားမလဲ။မြမရိုးရာနဲ့ကိုက်ညီအောင်လို့ဒီညီမလေးတွေအမတွေတငယ်ချင်းတွေဝတ်ထားတဲ့ပုံစံမျိုးလေးတွေကိုမြန်မာမှုအင်ဂျီလေးတွေနဲ့ဘယ်လိုလုပ်မလဲပြီးတော့ဒီအုံသီးလေးတွေအုံးချစ်တန်လေးတွေပြီးတော့မုံလုံးကြီးပေါ်အိုးသေးသေးလေးတွေအုံးလက်လေးတွေဒီလိုမျိုး detail လေးတွေကိုသေချာစဉ်းစားရတယ်ဒီလိုမျိုး detail လေးတွေကပဲအကုန်လုံးပေါင်းစပ်လိုက်တဲ့အခါမှာဒီမြင်ကွင်းတစ်ခုကိုနှွေးထွေးတဲ့အငွေ့အသက်လေးတွေကိုပေးနိုင်တာပေါ့နော်အခုဒီမှာဘာရုပ်လေးလုံးနေလဲဆိုတာရှင်းပြမယ်နော်အခုဒီမှာမျက်နှာလေးတွေ facial expression လေးတွေအင်ဂျီလေးတွေကတော့အရှိမလုပ်ပြီးသွားပြီပေါ့နော်အဲ့ဒါဆိုတော့မုံလေးပေါ်လုံးနေတဲ့3ယောက်တော့ရပြီပြီးတော့ဒီနေ့ရဲ့ဇလိုက်ကြော်ဖြစ်တဲ့မုံလုံးရေပေါ်လေးလုံးမယ်အောက်မှာစကားလေးရယ်ပြီးတော့အပေါ်မှာငပြောရွက်ပေါ့နော်ငပြောရွက်လေးရယ်ပြီးတော့မုံလုံးရေပေါ်လေးတွေထညက်လေးတွေကိုတသေးလေးတွေလုံးမယ်လုပ်ပြီးရတဲ့ခါကျရင်တို့ရဲ့ရှေ့မှာထားပေးလိုက်မယ်အခုဒီအုံးသီးလေးတွေလောက်တာကတော့ဒီတေးလေးကမရိုက်ထားလိုက်ရလို့ဒီဟာလေးပဲဗီဒီယိုလေးပဲထည့်ပေးလိုက်ပါတယ်နော်ပြီးတော့ရင်ဘေးနားမှာမီးဖိုလေးရယ်ဒီထင်းချောင်းလေးတွေရယ်ထည့်မယ်ပြီးတော့မုံလုံးကြီးပေါ့အိုးပေါ့နော်ဒီအိုးလေးကိုလေအရင်ချစ်တာပဲတိတိလေးနဲ့လေတဲရစရာလေးပြီးသွားတဲ့ခါကျတော့ဒါကတော့မုံလုံးကြီးပေါ့အိုးကိုကင်မဲ့အိုးတကြီးပေါ့အိုးတကြီးကိုလုံးမှာဖြစ်ပါတယ်သူကနေပူတော့အုတ်ထုတ်ကိုခမောက်လေးစောင်းထားတယ်ပေါ့နော်ပြီးတော့သူကပစိုးလေးတူတူဝတ်ထားမယ်အဲ့ဒါဆိုရင်တော့အိုးတကြီးလေးရပါပြီအကုန်လုံးကိုဆင်လိုက်တဲ့အခါမှာတော့မြမရိုးရာယဉ်ကျေးမှုဖြစ်တဲ့မုံလုံးကြီးပေါ်လုံးနေတဲ့မီနီချဆင်းတစ်ခုလုံးလေးကပြည့်စုံသွားပါပြီရှင်ဒီလိုမျိုးတကြံမှာတူတူမုံလုံးကြီးပေါ်လေးလုံးပြီးတော့တကြံကိုတူတူဖြတ်တန်းခြင်းနဲ့တငယ်ချင်းတွေမိသားစုတွေရှိရင်ဒီဗီဒီယိုလေးရဲ့ comment အောက်မှာ mention ခေါ်သွားလိုက်အောင်နော်အတာတကြံအခါသမယမှာပျော်ရွှင်စရာနှစ်သစ်ကိုပိုင်ဆိုင်ပြီးတော့အောင်မြင်မှုသစ်တွေဆောင်ကျဉ်နိုင်မယ့်နှစ်သစ်ဖြစ်ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်